Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အနက်လိမ်ဖွင့်ပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ချက်သားထမင်းတုပ်နေလေးကိုလာညရပေးရဖြစ်ပါတယ်ရှင်ဒီနေ့လေးကဆိုလို့ရှိရင်တမူလဲထူချတယ်ပြီးတော့ရတာကလည်းအရန်ကိုကောင်းပါတယ်နော်ကဲဒါဆိုလုပ်နေလေးကိုသိရအောင်ဖြွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်ချက်သားထမင်းတုပ်လေးတုပ်ပေးရန်အတွက်ဖြိုးကကြက်ရုံသားတစ်ခုကိုတုံထားပါတယ်အရင်ဦးဆုံးသေးသေးလေးတွေလှီးပြီးတော့ရေဆေးသက်စင်ထားတဲ့ချက်သားထဲကိုစားနှင်းငယ်ပြီးတော့အသားမုံနှင်းငယ်နဲ့စနစ်မုံလေးနှင်းငယ်ကိုထည့်ပြီးတော့အရသာလေးနှက်သွားအောင်ပေါ့နော်နေထားပေးလိုက်ပါတယ်ရှင်ဒီနေ့လေးရဆိုလို့ရှိရင်ချက်သားကြော်ထမင်းတုပ်လေးလို့လည်းပြောရတယ်ပေါ့နော်ဒီချက်သားကိုကြော်ပြီးတော့ထမင်းလေးနဲ့ရောတုပ်တာပဲဖြစ်ပါတယ်အရန်လည်းဖက်ပြီးတော့အနက်လေးမှွေးပြီးအရန်လည်းစားလို့ကောင်းပါတယ်ဖြိုးနဲ့သွားလိုက်တာရတာလည်းတမသွားပြီဆိုလို့ရှိရင်တော့သူ့ကိုစပြီးတော့ကြော်ပေးလိုက်ပါမယ်ဖြိုးကတော့အယောင်လေးတွေရဲလာတဲ့အထိကြော်သွားပေးလိုက်ပါတယ်ရှင်ဒီလိုတုပ်လေးကိုတော့ဖြိုးတစ်ခါမှမတုပ်စားဘူးသေးဘူးပေါ့နော်ဒါပထမဆုံးတုပ်စားဖြစ်တာလေးပဲဖြစ်ပါတယ်အရန်လည်းစားကောင်းတယ်ပေါ့နော်အရာမျိုးသားဆိုလို့ရှိရင်အရန်ကိုကြိုက်ပါတယ်ချက်သားကိုတော့ကိုကကျွတ်ကျွတ်ကလေးကြိုက်ရင်ကျွတ်ကျွတ်ကလေးကြော်ပေးနေတယ်လို့တကယ်လို့ကိုကမမကြီးမကြိုက်ပဲနဲ့ပေါ့နော်နည်းနည်းလေးနူးရနဲ့ရပြီဆိုလို့ရှိရင်တော့အယောင်နည်းနည်းလေးရဲလာတာနဲ့သူ့ကိုဆက်ထုတ်ပေးနိုင်ပါတယ်ရှင်ပြောရတော့အယောင်နည်းနည်းလေးရဲလာတဲ့အထိကြော်သွားပေးလိုက်ပါတယ်နည်းနည်းလေးကျွတ်လာတဲ့အထိပေါ့နော်ကဲအခုလိုမျိုးရဲလာပြီဆိုတာနဲ့ဖြိုးကဆက်ထုတ်ပေးလိုက်ပါတယ်ဒီကျန်နေတဲ့တုံးကြီးတွေကကြတော့ထမင်းသုံးတဲ့အတွက်စားမှာဖြစ်ပါတယ်ကဲဒါလေးတွေလည်းရဲနေပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ပေးလိုက်မယ်ပြရနေဖြိုးကအဲ့စီကိုပဲယူပြီးတော့ချက်သွဖြူစီချက်လေးချက်ပေးလိုက်ပါတယ်ချက်သွဖြူစီချက်လေးကိုတော့အယောင်လေးရဲပြီးတော့နည်းနည်းလေးကျွတ်လာတဲ့အထိကြော်သွားပေးလိုက်ပါတယ်ကဲဖြိုးတို့ကြော်သွားပေးလိုက်တာအခုလိုမျိုးလေးချက်သွဖြူကရှော်ရောင်လေးတွေတန်းလာပြီဆိုလို့ရှိရင်တော့မီးကိုပိတ်မယ်ပြရနေသူ့တဲ့ကိုဖြိုးကရောင်တိမ်မောက်လေးနှင်းငယ်ကိုထည့်ပြီးတော့သူ့ရဲ့အပူရှိန်လေးနဲ့ပဲခဏလောက်ကြော်ပေးလိုက်ပါတယ်ပြောမယ်ဆိုလို့ရှိရင်စီနေစီချက်လေးပေါ့နော်ဒါလေးတွေကတော့ချက်သားတုံးမှာပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့လှီထားပြီးသားကော်ပီပါမယ်ပြီးတော့ပပလှီထားတဲ့ချက်သွန်လေးတစ်လုံးစာနဲ့ပပလှီထားတဲ့နနပင်အနေငယ်ပြီးတော့ဒါလေးကတော့တုံးသေးလေးတွေလှီထားတဲ့ခင်းချစ်သေးနှလုံးစာပဲဖြစ်ပါတယ်ရှင်ပြီးတော့မကြီးမက်ရည်အနေငယ်နဲ့ငှုပ်တီချက်မှုတ်ပါမယ်ပြီးတော့ပဲအချက်မှုတ်နဲ့ခဏကချက်ထားတဲ့ချက်သွန်ဖြူစီချက်လေးပဲဖြစ်ပါတယ်ထမင်းုံတော့ဖြူကဒီခွက်လေးနဲ့တစ်ခွက်တုံထားပါတယ်ရှင်ပြီးတော့ခဏကကြော်ထားတဲ့ချက်သားကြော်လေးပေါ့နော်ကဲပါဝင်ပစ္စည်းအားလုံးလည်းအစသက်ဖြစ်နေပြီဆိုလို့ရှိရင်ဖြိုးတို့စပြီးတော့ထုတ်ပေးရန်အတွက်ခွက်ထဲကိုထမင်းကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့လှီထားတဲ့ကော်ပီရဲ့ခရမ်းချင်သီးရဲ့ကြက်သွန်ရဲ့ပြီးတော့နနပင်ရဲ့ကိုထည့်ပေးလိုက်ပါမယ်နော်ပြီးရနဲ့ကြော်ထားတဲ့ကြက်သားကြောင်မွေးလေးကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဖြိုးတို့ပဲအချက်မုံငှုပ်သီးချက်မုံရတာတွေကအချုံမုံနှဲငယ်ပြီးတော့ငယ်ပြိုင်နှဲငယ်နဲ့မကြီးမရည်လေးနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးကြမှာစီနေစီချက်လေးကိုထည့်ပေးရနဲ့အားလုံးသမသွားအောင်နှဲသွားပေးလိုက်ပါတယ်ရှင်ဒီတုပ်လေးကတော့အိမ်ကမျိုးသားကစားခြင်းနဲ့ဆိုလို့သူ့ကိုတုပ်ချဖြစ်တဲ့နီးလေးပေါ့နော်အနက်လေးရတဲ့အရင်မှွေးပြီးတော့အရင်လည်းစားကောင်းပါတယ်ရှင်ကဲဖြိုးတော့သွားပေးလိုက်တာသမသွားပြီဆိုလို့ရှိရင်တော့ရတာပေါင်းငံကိုမြည်ပေးလိုက်ပါမယ်နော်ဖြိုးတော့ရတာလုံးဝအဆင်ပြေတာနဲ့ဘာမှတော့ထပ်ပြီးတော့မထဲတော့ဘူးပေါ့နော်ကဲရတာလည်းလုံးဝအဆင်ပြေနေပြီဆိုလို့ရှိရင်တော့ဖြိုးတို့စားမဲ့ခွက်လေးထဲကိုထည့်မယ်ပြီးရင်တော့ကိုနှစ်တက်ရသေးရွက်လေးတွေနဲ့တွဲစားနိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့လွယ်ကူယူရှင်းပြီးတော့အရန်နှမစားလို့ကောင်းတယ်ဖြိုးတို့ရဲ့စက်သားကြော်ထမင်းတုံးမွေးလေးရတော့စားဖို့အဆင်ပြေဖြစ်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမှလို့ညွှန်နေပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြိုးနောက်ဗီဒီယိုတက်တင်မှာပြန်ဆောင်ကြမယ်เนาะအားလုံးပဲဘိုင်